ကျွန်တော်ပြိတ္တထိုင်းနေရတဲ့ညောင်းနေရမှာပေါ့ဟုတ်တယ်ဟလာသို့တော်ညာလည်းပဲကျွန်တော်တို့ဒီဆိုင်အဖွဲ့ကြီးဒီဝီယန်ကြီးကိုကြည့်ဖို့အတွက်ဟလာ3-4 နာရီလောက်ထိုင်ရတာညောင်းတယ်လို့မမှတ်ပါနဲ့ခင်ဗျာဟုတ်ပြီနော်ကျွန်တော်ရဲ့အလူတကအလူမရဲ့ဟလာအလူတော်မင်္ဂလာပွဲကြီးဒီလောက်စီကားတယ်ဆိုတာကိုသိတာသိချင်လို့ပါခင်ဗျာမှန်ပါဟုတ်ပြီအဲ့တော့ကျွန်တော်စူးစမ်းပါမယ်အရင်လူမှလည်းကျွန်တော်စူးစမ်းခဲ့ပြီးပြီဒီလူမှကျွန်တော်ထပ်ပြီးတော့စူးစမ်းပါအောင်မယ်ခင်ဗျာစူးစမ်းသောသူစီမစောက်ရဘူးတဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မစောက်ရအောင်လို့ကျွန်တော်ရဲ့တက်တက်လောက်မှတ်တက်လောက်ဂီတလေးနဲ့ကျွန်တော်ရဲ့ပရိသတ်ကိုကျွန်တော်ဂုဏ်ပြုကြည့်အောင်နော်ဟုတ်ပြီဟုတ်ပြီနော်ရှိရတီတော့မင်းတို့ကအတန်နဲ့လိုက်ဆိုတာဗောဟုတ်တယ်လောက်သားမဟုတ်တယ်နော်အရောရမခံဘူးခံချင်းခံမင်းခံသူကနေမကောင်းဘူးခံပါမမေအီယာဝရီမပဲဟာတော်တယ်မအဲ့တော့ဒီနေရာမှာကျွန်တော်ကြည့်မယ်နော်ဟုတ်ရပါတယ်ဆုကြရတယ်မိုးချိုးရင်ချုပ်ပြီးတဲ့တော့ဆုကြပိုင်ကြတော့ရတယ်ဟုတ်ကဲ့ကျွန်တော်ကိုမကြလာခဲ့နော်3မိနစ်စားတစ်ခါလောက်လာခဲ့ခဏလာခဲ့သေးလားကဲဟုတ်ပြီနော်ဒီနေရာမှာဘင်းတို့နဲ့ငါနဲ့ပညာစမ်းမယ်ကွာလောက်သားမဟုတ်ပြီတီတော်မင်းဟုတ်ပြီတီတော်မင်းဒီလောက်နဲ့မရဘူးထက်ခွင်ပြုံမယ်မင်းတို့ရသလားလို့တီတော်မင်းရတယ်ဟာရတာပေါ့ဒီစနော်လေးပညာမသိဘူးနောက်တစ်ခေါက်တော့တီတော်မင်းတီတော်မင်းဒီနေ့ထွက်အောင်ဒါတကယ်ပြောတာနော်ကျွန်တော်တို့တူရိယာမှာပေါ့ဗျာနော်ဟလာတန်မန်တို့ဟလာ9ပေါက်တို့1ပေါက်2ပေါက်တို့အားလုံးသိကြတယ်ပေါ့နော်အဲ့တော့ယောက်ျားလေးကီးကို2ပေါက်ထိအွန်နိုင်နေဗျာကောင်းလိုက်တာဗျာတကယ်အွန်နိုင်နေနော်ဟုတ်ကြမလေးဝန်သားမဲ့တင်းတင်းလေးထွက်ကုန်ဘယ်နဲ့တင်းတင်းလေးကိုအကြီးလို့ပါဟာအတိပါကွာဟုတ်ပြီနော်ဒီလိုလေးပြန်ဆိုကြည့်ရမှာဟဲ့တီတော်မဲ好嘞说完了。တီ
တီတောင်ကြီးအပွဲပဲလား ဒီချင်းဒီပွဲတော့ဟာဒီဝတ်သားဟင်းလည်းမသားဘူးဟာဒီအချင်းလည်းမနိုင်ဘူးဟာဒီငွေတီးတော်ကြီးကိုသွားတာဟိုလူပေါ့ ဟုတ်တယ်အချိတ်ဖို့မပြေသေးဘူးနော် အဲ့လို ည တ ရတခါည အဲ့လိုတခါကြီးမသိလို့မရုံမယ်နော်ဟိုသွားနေဖြူအောင်ဗာခက်တယ်လို့ရင် သူအဲ့ဒါ က က စီရ ကိုအိမ်စုပါဆောင် ဒါကအလူတကာရှေ့မှာအလူတကာရဲ့ညီတော်တယ်ဟလား သူလည်းဒီပါပဲ ကျေးဇူးတင်ပါတယ်နော် ကျေးဇူးတင်တယ် အခုလိုမျိုးစိုင်းစရာကိုကြော်ပြီးတော့အစိုးတော်ကိုစစ်ချသွားတဲ့အတွက် မဟုတ်တို့ကမသိမနဲ့နဲ့ဘုန်းကြီးသုံးပါမိထားတယ်လို့ပဲဘယ်လိုမှတ်နေတော့မြောက်ကျောင်းဆရာတော်ဘုရားကြောက်ပါဘုရား ဘာလဲတော့ တီဗီတစ်လုံးပေါက်သွားပြီသူ့ကျောင်းသူပြန်ကြောက်သွားပြီတောင်ကျောင်းဆရာတော်ဘုရားကြောက်ပါဘုရားအေယာကုလုံးပေါက်သွားပြီသူ့ကျောင်းသူပြန်ကြောက်သွားပြီဘုန်းကြီးကသုံးပါမိထားတာလေလေဒီဆရာတော်ဘုရားကြောက်ပါဘုရားဆိုဘယ်လိုပြောတယ်မှတ်နေတော့ဗလာတတ်ပါဘုရားတဲ့ဘုန်းကြီးကလည်းဘယ်လိုပြောတယ်မှတ်နေတော့အပြန်ပေါ့တာပေါ့အပြန်ပေါ့တာပေါ့တဲ့တို့လည်းစုမြအပြန်ပေါ့တာပေါ့ ကဲဟုတ်ပြီနော်အပြန်မပေါ်တော့ဘူးအပြန်မပေါ်တော့ဘူး တို့ကတော့ပေါ့တယ်တို့ကတော့ပေါ့တယ် ခင်ဗျာလေကျုပ်ကလေညနေတော့ကြီးတော့လှတယ်မှတ်ကြမဲမဲတော်တော်နဲ့တော်တော်ကြည့်ရဆိုးတယ်ကျုံ ဟောလှပါတယ်ကွာမင်းကလည်း အဲ့ဒါအကိုကြီးပြီးလို့ရှိရင်ခင်ဗျာစုတာချလိုက်လို့ရှိရင်ကောင်းမြတ်ဆန်နဲ့လာမှာဗျာ ဟုတ်တယ်ဩလာပါဗျာ သူကမှခင်ဗျာလေခုကိုသွားနှစ်ချောင်းစိုက်ထားပြီမလား အဲ့ဒါတွေပြောတာပဲရှာသမျှမင်းဖြုံးလုံးကကိုပြီးအိမ်မှာကဲ လာမမောင်မထားခဲ့နိုင်ပါဘူး ကဲဟုတ်ပြီကျေးဇူးများတင်ပါတယ် ဟုတ် ဟုတ်ပြီဒီနှစ်ကောင်ကြံသေးတယ် ကျုပ်ကြတော့ပါဦးပေါ့ရပါတယ်ကျုပ်ကတော့ကျုပ် မချစ်တယ် ဒီ နော် I love ချစ်တယ်နော်အလုံးလိုက်ဘူးနော် ရပါတယ် စက်နေမဖြုံးနေတော့မောင်မရှားတာပင်မနဲ့ အမေမသိဟိုမှာလက်တွေပါတုံးနေပြီ အဲ့ဟာအပြိုကြီးတယ်မို့ညာအပြို ဒီ ကြီး ချိတ်ကိုမထိုးတတ်ဘူး तू ကလည်းငါလေတော်ပြန်သွားမလေးခေါင်းကြီးကညောင်ညိုးထဲမှာတော်ထားတာလေသွား နေရောကွာ ကြောင်အိမ်ထဲမှာငါးကြော်နှစ်ကောင်ရှိတယ်တစ်ကောင်မသားတစ်ကောင်မောက်တွေထား အောင်မလေးဗျာနော်ဒီကောင်လေးနဲ့ကြပါနော်ကျေးဇူးတင်ပါတယ်အမကဟလာချမ်းသာလို့သွားတော့မှရွှေသွားဆိုင်တာလား တချင်းနဲ့တင်စားလိုက်မယ် ဘာလဲတော့ ဟောဒီရောတရွာလုံးဒီမာကြီးလာဆုံးဖြစ်ပြီတယ်လာပါလေဆုံးနေမှာစက်ပြုံးလေးနဲ့ကြည့်နေပြန်နေ အမေမင်းကလောက်တာဟလားတော်တယ်အဲ့တော့ဟုတ်ပြီ အိုင်နာသွမြတ်သူသားအိုင်နာထိုင် ဟိုမိမိုက်ဒီဖဲပေးလိုက်ဗျာ ဟဲ့ကောင်မစော်ကားနဲ့ကဲအဲ့တော့စလာပါခင်ဗျာအဲ့တော့ကျွန်တော်ရဲ့တခြင်းလေးကဟလာအားလုံးသိကြတဲ့တခြင်းလေးပါရွှေမြစ်တာပို့တာမဲ့တခြင်းလေးဖြစ်ပါတယ်ဟုတ်ပြီအမကြီးဒါကိုအစကနေပြီးတော့တခြင်းလေးဆိုတော့မှတပိုက်ချင်းစီဟဲ့လား ရွှေမြစ်တာရွှေမြစ်တာပို့ရထားဝစီအကျိုးလာပြီးစိတ်ရမဝါလာမချာပါဝီ အဲ့တော့ကောင်းတယ်နော်လောက်စမ်းမအဲ့ဒီအချိန်မှာပဲ အေးဒီအချိန်မှာဝီစိတ်ရလို့ချမ်းသာလို့စီရလာရဲ့အကျဉ်းစိတ်တော့ထပ်ရပါရင်ဒီမဲ့လို့ နိုးချလို့မနေ
ရွှေစိတ်နဲ့ဆွရှင်နော် ဒီ ဟုတ်မယ် ကြီးစရာခင်ဗျားလည်းမခိုးနဲ့နော် ခိုးနဲ့ ကြီးပဲကွက်ကွက် ဘာဖြစ်တဲ့ကောင်လေး ဟာဟန်ဆက်မင်းဟာဟုတ်သေးပါဘူး ဟဲ့တို့စ ခို ရာ င်ရင်ရဘလို့ရလှုပ်စမ်း ခင်ဗျားဒိုးပဲကွက်ကွက် အမ် ပစိုးပဲပြပြတီးမောင်စရာမောင်မဲကွက်ကွက်ခေါင်းမဲပြပြတီး ဒီ ကြီးစရာ ကြီးစရာ ကြီးပဲကွက်ကွက် ဘာဖြစ်တဲ့ကောင်လေးပြောစမ်း ဒီပစိုးဘယ်လောက်ပြရတော့ကြီးပဲကွက်ကွက်ကြီးပဲကွက်ကွက်ဟာမဘာပြောလဲနော်မပြောဘူးဗျာမလင်းပြောတဲ့တော့ကြီးပဲကွက်ကွက်ဟာအကြီးပဲတဲ့ဒီတို့စီကဘောအကြီးစဲကဲလို့အကြီးစဲမကဲငါထင်တာမှန်မော မင်းနဲ့ပါတော့ အကြီးစဲပါပဲ ကဲဟုတ်ပြီဗျာအဲ့တော့ဒီနေရာမှာထက်သွားမယ်နော်အခုတေချာချမယ်နော်ချမကျင်းတဲ့သေးဘူးချောင်းမှာ ဟုတ်ပြီ ချမယ်နော် ချက်တော့ အဖေကလည်းနေတော့ဒါလာသမီးလားလီမမောင်းလေလို့ဒီတော့အရုပ်စိတ်ကြီးရတိုင်းတယ်ဟုတ်လား မဟုတ်နောက်ပွဲကြလူတွေနှဲမော်လိုက်ခဲ့နောက်ကလေးဒါတော့အမုတ်တန်နေမှာနှဲမော်လိုက်ခဲ့ခဲ့ ကဲပြိုလဲပြိုပါတယ်နော်ကျွန်တော်တို့အဲ့တော့တီးကွက်ပြီးကကြမှာဆိုဦးတဲ့မောက်ချတာငါလက်ကိုသွားတာပဲဗျာ ဝက်တီကိုမုတ်လဲမုတ်တယ် ဟုတ်ပါကလေးတော်ချက်နော်ကြည့်လိုက်နေစရာဖြစ်အောင်ပါ ဟုတ်တယ် ကဲတော့ပြောပါရခင်ဗျာဟုတ်လားကျွန်တော်ရဲ့ဟလာရွှေရွှေတော်ကြီးဟလာနှစ်ခေါက်ရှောက်တော်ပြီပေါ့ဗျာနော်တနေ့ထဲနဲ့နှစ်ခေါက်သုံးခေါက်ကျွန်တော်တီးဘူးတွေပါတယ်အများကြီးရှိပါတယ်ဟလာဩတော့ ကျွန်တော်တို့ဒါဆိုနှစ်ခေါက်ရှိသွားပြီဟုတ်လား ဟုတ်ကဲ့ နှစ်ခေါက်ရှိပါပြီခင်ဗျာ ဓမ္မလည်းတစ်ခေါက်ရောက်တယ် ဟုတ်တယ် ဟိုလက်စုပ်ပေါ်လို့ပါဒုတိယလည်း မလေးသူ့လက်ဆွဲဟိုအကြီးကိုဘာလို့ဒီချာပြရခမှာမလေးအတူကြီးကြီးတယ်မှာ မဟုတ်ပါရဲ့ဗဒင်းနဲ့အဲ့ဗဒင်းနဲ့ဗဒင်းနဲ့ ဖြူကြီးကြီးတယ်မှာမင်း ဘယ်များပါ မင်းအနေနဲ့လို့ဗဒင်းနဲ့လို့ခေါ် မင်းဥစားဗဒန်နဲ့ဘယ်တော့မှမဖြစ်နိုင်ဘူးအဖြူကြီးမင်းအဖြူကဘယ်တော့မှအကောင်းဆုံးဖြစ်တယ် ဒါမင်းရွှေပြူပလက်တီနန်လို့ခေါ်တယ် ဟုတ်မယ်ပလက်တီနယ်ကိုမင်းဆွဲနိုင်တယ်ပေါ့ ဟာဟာကြိုက်ပြီဘာဒီနာတယ်အဲ့ဒါစစ်တယ် အော်အဲ့လိုစစ်တာလားဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ပြည်သက်ချစ်လွတ်လို့ပါခင်ဗျာစိုင်းကိုစိုင်းတဲ့ဒူအောင်လို့ကျွန်တော်အပင်မခံပြီးတီးတာနော်ဒီနေရာမှာကျွန်တော်ခေတ်သချင်းတွေအများကြီး10ဘုတ်15ဘုတ်
တော့ဇင်တိုင်းတဲ့စိုးသွားတယ်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ပြိသက်ကိုကျွန်တော်အစ်စ်လေးတွေပေးခြင်းလို့ပါခင်ဗျာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့ပြိသက်ကိုဟလာအရင်ဆုံးအနေနဲ့ကျွန်တော်မြစ်တာပို့လိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်ကဲတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့အဖေဆရာများကိုကျွန်တော်ကတော့မယ်ဒါလေးပြီးလို့ရှိရင်ပြိသက်ကြားခြင်းတာကြားရမယ်နော်ဟုတ်ပြီနော်ပြေးပါသလိုပါခင်ဗျာအချိုကြိုက်တဲ့ပြိသက်ကိုအချိုကျွေးပါမယ်အချင်းကြိုက်တဲ့ပြိသက်ကိုလည်းအချင်းကျွေးမှာဖြစ်ပါတယ်ဟောဒီကျွန်တော်ရဲ့ကိုကြီးတောင်းထားတာကမွေးမိန်ဂျေဇုဟလာကျွန်တော်ပြီးရင်ဆိုပြီးမယ်နော်3မိနစ်ပဲစောင့်ပါခင်ဗျာကဲတော့ကျွန်တော်ဒီနေရာမှာတီးလုံးတီးခွက်လေးတီးလိုက်ပါမယ်ကျွန်တော်တီးတဲ့တီးခွက်ဘာဆိုပါမယ်သူတို့နဲ့တိုက်ထားတာမရှိပါဘူးအဲ့တော့ဒီကောင်တွေဘလို့တီးမလဲဘလို့မှားမလဲကိုကျွန်တော်ဒီနေရာမှာကျွန်တော်ပြစမ်းညံစမ်းကမှာကွာအဲ့မင်းတိုက်တာဒီဟာတော့မင်းနဲ့ငါနဲ့မှားမယ်ဘာကြီးလောင်းဟာမင်းမှားလို့ရှိရင်မင်းစီကနေပြီးတော့ညာကြီးတသိန်းလေးကနေပြီးတော့ဟလာငါတသိန်းနဲ့မရအောင်ဘယ်တော့တသိန်းနဲ့ငါလိုက်ဟုတ်လေကွာငါထက်ပေးရမှာပြောလားစတာပါ2သိန်းခွဲပေးရတယ်2သိန်းခွဲတွေကနေပြီးတော့ကျွန်တော်2သိန်း4,990ကျပ်ဖြတ်မင်းမ90ကျပ်ကဘယ်ပါလာလဲမင်းမရောဒီဆောင်999ကျပ်ဆိုတော့ငါဘာတော့ဟို9000နဲ့မှတစ်ချက်ရပါဘလို့လဲနေ့တစ်ချက်ပဲရမှာတစ်ချက်တည်းရအဲ့တော့မင်းမှန်လို့ရှိရင်မင်းကအများကြီးပေးမှာကွာ9သိန်းပေးမယ်9သိန်း2ဆပေးမယ်ကွာဟုတ်ပြီလားဟုတ်ပြီစာရီအာမင်ဝါကြောင့်ထဲမပြောနဲ့ဒီတော့မမောင်းဘူးကွာဝါတစ်ချက်မားတာနဲ့ဟောဒီကလေးမှလက်ဖက်မစားဘူးဘာသားမစားအစီစားမှာဟာဘာစီတော့ပဲတန်းကြုံစီစားမှာဖတ်တော့တဲ့အဖွားကြီးတွေပဲကြော်စီပြောမလားပဲကြော်လုံးစားမှာကွာသူတို့ကျတော့ဝါကိုရမို့ဟုတ်ပြီမင်းကပဲကြော်စီစားမှာဟုတ်ပြီအဲ့တော့မင်းကဝါမမောင်းဘူးလို့ပြောချင်တာလားဟုတ်တယ်ဝါအဲ့ဒါဒီခွက်မလို့ပါကွာစားမှာဟုတ်တယ်ဒီခွက်တော့ဆိုလို့ရှင်မင်းတို့မားကိုမားစီရမယ်စားမှာကြိုက်တာဒီငါတို့ကဟယ်လိုတန်ကြီးရှိတဲ့ဝါတီးစားတဲ့ကောင်နေမင်းလိုလကားရတဲ့ဘယ်လိုတီးစားတာမဟုတ်ပြည့်တယ်ဆိုင်ရဟာမင်းမရင်လိုက်လေကိုဟန်းဆက်ဘာတော့မင်းကတန်ကြီးရှိတဲ့ဝါတီးတာဟလားဟုတ်တယ်ပြိတ္တရေအားလုံးလည်းသိကြပါတယ်နော်ကျွန်တော်တို့ပက်လုံးတစ်လုံးဒီခေတ်မှာဈေးဘယ်လောက်ရှိတယ်မတော့ဟယ်လိုတိမ်ဆိုပြီးတစ်လုံးဖတ်ဖို့အတွက်လောက်ရတာအင်မတန်မှခဲရင်နဲ့ဟလာပထောက်သားနွားသိရင်နဲ့ချက်ထားတဲ့ပက်လုံးဘလောက်တန်ဖို့ရှိတယ်မလို့တစ်လုံးကို3သိန်းခွဲကနေအထက်ရှိတယ်ဗျာဟလာဒီထဲမှာ20လုံးတော့ပါတယ်ပြိတ္တတွေ့ကြည့်ထိုက်တော့နော်အဲ့တော့ကျွန်တော်ပက်လုံးကဘလောက်ထိတန်ဖို့ရှိတယ်လဲကျွန်တော်ပြောပြီးပြီသူ့ရဲ့ဝါကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့ဒီကနေသွားဟလာဝဲလောင်စည်းလေးသွားတောင်းတာစည်းလေးသွားအမလီလမ်းဘေးတောင်ရှိသေးပေါ့တလုံးကိုမင်း9000ဆိုလို့ရှိရင်မင်းလည်းရိတ်တောင်ရိုက်ပြီးဝင်လို့ရသေးပြီ။ခင်ဗျာလုံတာဘာပေါ့ကျုံတော့ဝါတန်ကြီးရှိတယ်မင်းတို့ဝါတန်ကြီးမရှိဘူးဟာဒီဝါအလကားဝါမဟုတ်ဟာဝါလို့ပေလီကတာနန်ကာလီကတာနန်ဝါဒီဗျာအေးရမင်းရောက်တက်စားတက်တယ်ဆိုပြီးစားနေပြီလည်းမပြောနဲ့ရပါဠိလိုပြောတာအားလုံးပါဠိလိုပေလီကတာနန်ကာလီကတာနန်ဝါအဲ့ဒါနဲ့လို့ပြန်တယ်ပေလီကတာနန်ပီဒီယာလမ်းမှာပေါ်မှာကာလီကတာနန်ကာရမကြလို့ပြုတ်ကြကောက်တာဝါတော့ကျုံဝါအထင်မသိနဲ့ဗျပြောလိုက်ခင်ဗျားတို့ဟိုးရှိခိတ်ကဖယားရှင်လက်ထက်ကအမေရာသကျိုးပြီးဝေလူဝရီမင်းသမီးဆိုတာဟာဒီဝါထဲမှာတရီတီတာဟုတ်တယ်သူ့ပတ်လုံးနဲ့တော့ခွေးတောင်မှကိုဝင်းမမွေးဘူးဟဲ့ဒီမဝေးအလောင်းတရားကြီးဥအောင်စရာယူရီးယားကွာတာဟောဒီဝါနဲ့ကွာတာမစ်ပတ်လုံးနဲ့တော့ဖိနှောခံအောင်ပါရမင်းဒီထက်ကြည့်အောင်ပြောလိုက်မယ်ဘာလို့ရဲတော်ဘုရားရှင်တရင်သုံးခဲ့တာလေဝေလူဝန်ကြောင့်ဆိုတာဟာဒီဝါနဲ့တောင်းတာနေပတ်လုံးနဲ့ကတော့လေတီလာရှင်ကိုတရင်မသုံးဘူးဟုတ်ပါပြီဗျာဒီရှင်တော်ရဲ့စကားတက်မှာပေါ့ဟဲ့လားအင်ဂျိုအင်ဂျာမွေးတဲ့ကောင်လေးတို့စကားတက်တာမဆမ်းပါဘူးကဲ
နေတာကဒီနေရာမှာကျွန်တော်တို့ကဟလာဒီပတ်လုံးနေကျွန်တော်တို့ကတန်ဖိုးရှိတာမဟုတ်ဘူးဒီပတ်လုံးကြီးတာနဲ့တ တော့မနင်းပြီးတော့ပါငါတို့ဘာပြောလဲ ယောက်တောင်ချိုတောင်ကြားပေါက်တဲ့ခွာကအဖျားတွေအေးအဖျားခက်တွေတဲ့အိမ်ချိုအင်းကြားမွေးတဲ့ဒါစကားခက်ကြွေကြွေ ဒီလိုပေါက်လို့ပေးသားပေါ့ဒီ ကိုကိုသိပေါ့ ဟုတ်ပါလေကျုပ်တို့နဲ့ဒီနေ့ဘဝကွာလေဒီ ပြန်လိုက် သူကဘာနဲ့တူတော့ဟုတ်လားသူတို့ကဂရီဘာစားနေတူလေ ဟုတ်ပြီ ကျုပ်တို့ကစွတ်ကျင်စုပ် ပြန်လိုက် ပြမလားမြင်းကောင်းစွတ်ကျင်မြင်မှုလား ဒီဘူးလား မြင်းကောင်းစွတ်ကျင်နဲ့ဂရီဘာစားတော့ကွာလေ ဟုတ်တယ် ဂရီဘာစားသွားဝေလီ သွားဝေ ဒီ5သိန်းပြေးရတာပေါ့ ဟုတ်တယ် မြင်းကောင်းစွတ်ကျင်2000ဆိုလေးရတယ် ဟုတ် အဲဒီကြီးကွာတော့နေမှာပေါ့ခံနိုင်ပါလေဒါပေမဲ့ကိုဝေရန်တခုတော့ပြောမယ်နော်ကျုပ်တို့မြင်းကောင်းစွတ်ကျင်များစုပ်ရင်ဘေးရောက်တယ်မှန် တ နော် ပေရောက်တော့ မြင်းကောင်းစွတ်ကျင်လေးပြေးလို့ရွေးလို့ရှိရင်လေမလေးအဖေသမီးဘေးအမေသမီးဘေးဆိုယူပြီးတော့လေဟာဒီမိန်းကလေးတွေတနခါလေးမျက်နှာကိုဖုတ်အာဖုတ်ဖို့တော့လို့ပါဘယ်နဲ့ဖုတ်ဖို့တော့ ခေါ်တဲ့လူခေါ်မယ်ဖုတ် ပုံနဲ့လွဲနေတာ အားကြိုက်တာငါအိုပါအဲ့လိုလေးပုတ်တာနော်မင်းတို့ဂရီဘာသာ တူတဲ့လည်းဖုတ်ဖို့လည်းမဟုတ် ငါကြိုက်တယ်လို့မင်းတို့ဂရီဘာသာများပြေးဘယ်ရောက်တယ်မှတ် ပေရောက်တော့ တို့ပြေးတဲ့တို့ဖက်နဲ့သေးကျိုးရောက်တာအဲ့တော့ကွာရာဘောစင်နာ မင်းကဒီလိုလား ဒီလိုပဲလေ ဟုတ်